အားလုံးပဲမင်္ဂလာပါဖြစ်မှန်ဘလော့ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာ knowledge sharing လုပ်ပြီးတော့မယ်အကြောင်းအရာတော့လက်ရှိကျုံးမြန်မာနိုင်ငံသားတွေစင်ကာပူကိုလာပြီးအလုပ်လုပ်ပြီးဆိုတာနဲ့နေရာထိုင်ခင်းပေါ့နော်ဘယ်လိုမျိုးနေကြလဲဘယ်လိုမျိုးနေထိုင်ကြလဲဘယ်နေရာတွေမှာနေကြလဲဒါနဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ဥပမာအိမ်လားတိုက်ခန်းလားကွန်ဒိုလားဘာမှမဟုတ် dormitory လားဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပြီးပါကျေးဇူးပါကျုံးမြန်မာနိုင်ငံသားတွေစင်ကာပူလာပြီးအလုပ်လုပ်ပြီးဆိုတာနဲ့နေလို့ရမယ်နေရာထိုင်ခင်းကပါမစ်တိုက်ပေါ်မူတည်ပြီးတော့မှမျိုးစားကွဲသွားပါတယ်ပေါ့နော်ဒီပါမစ်တိုက်ကိုလည်းကျွန်တော်ရဲ့အရှိဗီဒီယိုတွေမှာကျွန်တော်ပြောပြထားပါတယ်ပေါ့နော်ဆိုတော့ expat တွေ work permit တွေဒါမှမဟုတ် PR long term pass အဲ့ပေါ်မှာမူတည်ပြီးတော့မှနေလို့ရမယ့်နေရာတွေလည်းကွဲပြားပါတယ်ပေါ့အမျိုးအစားအနေနဲ့၃မျိုးခွဲခြားလို့ရပါတယ်ပထမဆုံးတစ်ချက် dormitory ဒုတိယတစ်ချက် ATV တတိယတစ်ချက် condo ပထမဆုံးအနေနဲ့ dormitory ကိုစပြောပါမယ်ဘယ်လို pass မျိုးမဆို dormitory မှာနေလို့ရပါတယ်အဓိကနေတဲ့လူအများစုကတော့work permit construction pass ကင်ထားတဲ့လူတွေတော်တော်များများ dormitory မှာနေကြပါတယ်။အင်းကတော့ work permit ကင်ထားတဲ့လူတွေဒီတေချာပေါင်းနေစရိတ်ကိုတတိဘက်ကစီစဉ်ပေးရတာဖြစ်တဲ့အတွက် dormitory မှာနေခြင်းဒီလူတစ်ယောက်ကိုအလုပ်သမားတစ်ယောက်ကိုဒေါ်လာ400ကနေဒေါ်လာ600အထိပဲပေးရတာဖြစ်တာမို့လို့တတိကလည်းဒီလို dormitory မှာထားပေးပါတယ်ပေါ့နော်။နေစရိတ်နဲတယ်ပေါ့နော်ဈေးနဲ့ကုမ္ပဏီကစီစဉ်ပေးတာဖြစ်လို့တခန်းကိုအများဆုံး12ယောက်ဒီနေကြရပါတယ်ပေါ့နော်။အနည်းဆုံးကတော့6ယောက်3ယောက်2ယောက်ပေါ့နော်အဲ့ဒါတော့ကုမ္ပဏီပေါ်မှာမူတည်ပါတယ်နော် toilet bathroom ပေါ့နော်ရေချိုးခန်းအိမ်သာအကုန်လုံးကအတူတူ share သုံးရတယ်လို့တချို့တွေကတော့အဝတ်လျှော်ဆက်ပေးထားပါတယ်တချို့တွေကတော့အဝတ်လျှော်ဆက်မပေးဘူးပေါ့နော်နောက်တော်တော်များများကတော့အဝတ်လျှော်ဆက်ပေးတဲ့လူများပါတယ်ဒါပေမဲ့တချို့ dormitory တွေကချက်ပြုတ်လို့ရတယ်လို့တချို့ dormitory တွေကတော့ချက်ပြုတ်ခွင့်မရဘူးပေါ့နော်အဲ့ဒါတော့ကိုယ့်ရဲ့ကုမ္ပဏီကစီစဉ်ပေးတဲ့ dormitory ပေါ်မှာမူတည်ပြီးတော့မှကွာပါတယ်ဒုတိယတစ်ချက်ကတော့ HDB ပါ HDB ကတော့အစိုးရကစောက်ပေးထားတဲ့တိုက်ခန်းတွေကိုဆိုလိုပါတယ်ပါမစ်နေနေကတော့အကုန်နေလို့ရတယ်ဆိုပေမဲ့ work permit construction pass တွေကင်ထားတဲ့လူတွေကတော့ HDB မှာနေလို့မရပါဘူး။ကျန်တဲ့ပါမစ်တွေအကုန်လုံးကတော့နေလို့ရပါတယ်ပေါ့နော်။အခန်းကတော့တစ်ခန်းထဲမှာတစ်ယောက်တည်းနေမယ်ဆိုရင်တော့ဒေါ်လာ900ကနေ900 800လောက်ထိပေါက်ပါတယ်။အခန်းကျရင်ကျဲသလိုပေးရပါတယ်ပေါ့နော်။သူကလည်း share နေကြတယ်ပေါ့နော်။တစ်ယောက်ခန်းကို2ယောက် share နေကြပါတယ်။ဒါပေမဲ့ဒီနေရာမှာတစ်ခုတိတိထားမှာကကျွန်တော်မြန်မာနိုင်ငံလိုမဟုတ်ပါဘူး။တစ်ယောက်ခန်းကို2ယောက် share နေရလို့တစ်ယောက်ကို600ကျတယ်2ယောက်ဆိုရင်300ပဲပေးရမယ်လေတော့မထင်ပါနဲ့တစ်ယောက်ကိုလည်း600ပါ2ယောက်နေလဲတစ်ယောက်ကို600ပါအဲ့ဒါလေးတော့သတိထားစေချင်ပါတယ်နောက်တစ်ခုကွန်ဒိုတွေကတော့ပါမစ်တိုင်းဘယ်တိုင်းမျိုးမဆိုနေလို့ရပါတယ် expat work permit long term pass အကုန်လုံး PR ကစားအကုန်လုံးနေလို့ရပါတယ်ကွန်ဒိုတွေကတော့ပုံမှန်ကျွန်တော် HDB dormitory တွေတဲ့အများကြီးပိုဈေးကြီးပါတယ်လူတစ်ယောက်ကိုအခန်းချင်းလေးပေါ့နော်လူတစ်ယောက်ကိုအနည်းဆုံးဒေါ်လာ800ကနေစပါတယ်အများဆုံးကတော့1200 1500 single room common room share room အဲ့ဒါမျိုးပါမူတည်ပြီးတော့မှကွာသွားပါတယ်ဒါပေမဲ့တစ်ခုကွာတာကကွန်ဒိုနဲ့ HDB ကအစိုးရစောက်ပေးထားတယ်ဒါပေမဲ့အားကစားလုပ်လို့ရတဲ့ public area တွေမှာတော့ပါတယ်ဒါပေမဲ့ကွန်ဒိုဒီမှာတော့ facility အပြည့်စုံပါပါတယ်ဘာပါလဲဆိုရင်ဂျင်မြုံတွေပါမယ် swimming pool တွေပါမယ်နောက်တစ်ခုကျွန်တော်အပေါ်မှာအားကစားလုပ်လို့ရတဲ့ဘတ်မင်တန်ကွင်းတွေအဲ့ဒါမျိုးတွေကစအကုန်ပါပါတယ်ပေါ့နော်တချို့ဒီမှာနေကြတဲ့လူတွေဆိုရင်ဒီကားပါကင်ကစားကြင်ဝန်းရှိကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကကွန်ဒိုဒီ private ဖြစ်တဲ့အတွက်သူကပို့ပြီးတော့ standard ပိုမြင့်ပါတယ်ပေါ့နော်ဒီနေရာမှာတစ်ခုပြောချင်တာကစင်ကာပူမှာအဝတ်လျှော်ဆက်ကိုနေရာတိုင်းမှာထားပေးကြတယ်ပေါ့နော်ဥပမာ dormitory မှာပဲဖြစ်ဖြစ် HDB မှာပဲဖြစ်ဖြစ်ကျွန်တော်ကွန်ဒိုပဲမှာဖြစ်ဖြစ်ဒီလက်နဲ့လျှော်ရတယ်ဆိုတာတိတ်မရှိကြဘူးပေါ့နော်အကုန်လုံးကတော့အဝတ်လျှော်ဆက်ပေးကြပါတယ်ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးတော့တာကတော့စင်ကာပူလာပြီးတော့အလုပ်လာလုပ်မယ်ဆိုရင်ဘယ်လိုမျိုးနေရလဲဘယ်မှာနေရလဲဆိုတာကိုဒီဗီဒီယိုမှာ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and follow လေးနဲ့ share လေးလုပ်ပေးတော့ပါအောင်နောက်ထပ်လည်းစင်ကာပူနိုင်ငံနဲ့ပတ်သက်ပြီးတော့တချို့အကြောင်းအရာလေးသိချင်နေဆိုရင် comment မှာရေးသွားလို့ရပါတယ်ဆိုတော့အားလုံးပဲ bye bye နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်